တစ်ပတ်ကိုလှုပ်ချိန်10နာရီလောက်ပို့ထွက်လာဖို့ဆိုတာအဲ့ချိန်တွေကိုရှော့ချလိုက်တာလားဒါမှမဟုတ်ကိုလှုပ်လှုပ်နေတဲ့စနစ်ကြီးတစ်ခုလုံးကိုပြုပြင်ပြီးတိစောက်လိုက်တာလားဒီနေ့ခေတ်စီးပွားရေးလောကမှာအောင်မြင်တဲ့ solopreneur တွေဟာပြဿနာတစ်ခုကြုံလာတိုင်းလူသစ်ခေါ်မဲ့အစားသူတို့ရဲ့လုပ်ငန်းစဉ်တွေကြားတဲ့ကပုတ်တိုက်မှုတွေကိုအရင်ဆုံးရှာဖွေပြီးတော့ဖယ်ရှားကြပါတယ်ဥပမာအားဖြင့်ဖောက်တဲ့တယောက်ကပေကိုစာလာပို့ချိန်ကစပြီးငွေလွှဲလက်ခံတာ customer စင်းသွင်းတာဝန်ဆောင်မှုပေးရတာစတဲ့အရေးကြီးတဲ့ခွင့်ဆက်5ခုလောက်ကိုမိမိကိုယ်တိုင်လူအင်အားနဲ့အစားအဆုံးလိုက်လို့နေရမယ်ဆိုရင်ကိုယ့်ရဲ့တမိုးရှိတဲ့စွမ်းရည်တွေဟာအဲ့ဒီကြားကပုတ်တိုက်မှုတွေမှာပဲကုန်ဆုံးသွားပါလိမ့်မယ်ခင်ဖားစစ်ရဲ့ productivity သဘောတရားအရအလုံးရှုံနေတာနဲ့ခီးရောက်နေတာကလုံးဝမတူညီပါဘူးကိုယ့်ရဲ့ရည်မှန်းချက်ကိုအရောက်သွားဖို့အတွက်မလိုအပ်တဲ့အဆင့်တွေကိုဖယ်ရှားပြီးတော့ပုံစံလုပ်ငန်းစဉ်တွေကို AI တွေနဲ့အလိုလျောက်ခိုင်းရပါမယ် NHN လိုမျိုး automation workflow တွေကိုအသုံးချပြီးအဲ့ဒီခွင့်ဆက်5ခုလုံးကိုစနစ်တကျပြောင်းလဲလိုက်တာဟာတစ်ပတ်ကိုအလုပ်ချိန်10နာရီတက်တာသွားစေရုံတသက်မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကြည်လင်မှုကိုဤပညာနဲ့ပြန်လည်ဝယ်ယူလိုက်ခြင်းဖြစ်ပါတယ် AI တွေကပုံစံအလုပ်တွေကိုစနစ်တကျလှုပ်ဆောင်သွားနိုင်တဲ့အခါမှာမိတ်ဆွေအနေနဲ့ဖောက်တဲ့တွေရဲ့ခံစားချက်ကိုနားလည်ပြီးတာနဲ့လုပ်ငန်းရဲ့အနာဂတ်ရည်မှန်းချက်ကိုပုံဖော်တာစတဲ့လူသားတွေရဲ့အသက်ချက်တွေမှာပဲပို့ပြီးအာရုံစိုက်နိုင်လာပါလိမ့်မယ်မိတ်ဆွေလက်ရှိအလုပ်မှာကိုယ်တိုင်ဝင်မလုပ်ရင်ရက်တက်သွားမယ်ပုတ်တိုက်မှုများတဲ့ခွင့်ဆက်တွေရှိနေသေးလားမိတ်ဆွေရဲ့အမြင်ကို comment မှာမျှဝေသွားလို့ရပါတယ်